ပြီးနောက် Eclipse ဟာ Little Monkey စီကိုဖြည်းဖြည်းချင်းရှောက်သွားခဲ့ပါတယ်။သူဟာနောက်ဆုံးမှာသူ့ကလေးကိုပြန်တွေ့ခွင့်ရခဲ့ပြီးလမ်းခီးတစ်လျှောက်သူ့ကလေးကိုကာကွယ်ပေးခဲ့တဲ့အတွက် Dark ကိုတောင်ကျေးဇူးတင်စကားပြောခဲ့ပါသေးတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ရဲ့ခန္ဓာကိုယ်ဟာရုတ်တရက်တုန်ခါလာပြီးပါးစပ်ထဲကနေအဖြူရောင်အငွေ့တွေအဆက်မပြတ်ထွက်လာခဲ့ပါတယ်။ Tessa ဟာ Eclipse ရဲ့ခန္ဓာကိုယ်ထဲမှာနောက်ထပ်အေးခဲပုံးတစ်လုံးကိုထောင်ထားခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်မှာ Eclipse ဟာလုံးဝအေးခဲသွားကသူ့ရဲ့ဒဏ်ရာလိုလျောက်ပျောက်ကင်းနိုင်တဲ့စွမ်းရည်လည်းလုံးဝပျက်စီးသွားခဲ့ရပါတယ်။ပြင်းထန်တဲ့ပောက်ကွဲမှုကြောင့်လူတိုင်းလွင့်စင်သွားခဲ့ပြီးထူထပ်တဲ့အခိုးအငွေ့တွေဖြည်းဖြည်းချင်းလွင့်ပြေသွားတဲ့အခါ Tessa ဟာလူတိုင်းရဲ့ရှေ့မှောက်မှာမထင်မှတ်ပဲပြန်လည်ပေါ်လာခဲ့ပါတယ်။သူမဘယ်လိုမျိုးအသက်ရှင်နေသေးလဲဆိုတာကိုအားလုံးကသိချင်နေကြတော့မှပဲ Tessa ဟာရှယ်ယာကိုသူမရဲ့လက်နက်နဲ့ချိန်ရွေးလိုက်ပါတယ်။ငါရဲ့ညီမအရင်ကငါ့ကိုတစ္ဆာဖောက်တယ်ပေါ့ငါတို့ကညီမတွေမဟုတ်ဘူးအခွင့်အရေးကိုအသုံးချပြီး Dark ဟာ Tessa ရဲ့နောက်ကနေတိတ်တဆိတ်တက်သွားကသူ့ရဲ့ကိုယ်ပိုင်ပလာစမာလက်နက်ကိုပြန်လည်လုယူခဲ့ပါတယ်။အဲဒီနောက်မှာတော့ Little Monkey ဟာသူ့အမေအတွက်ကလဲစားချေတဲ့အနေနဲ့ Tessa ရဲ့ခေါင်းကိုချက်ချင်းပဲဖျက်ချလိုက်ပြီးအဲဒီခေါင်းကို Dark အတွက်တက်ကွင်းကရရှိတဲ့ဆုလက်အဖြစ်ပေးအပ်ခဲ့ပါတယ်။ထို့နောက်ထိုအဖွဲ့ဟာ Dark ရဲ့မိခင်ကဘာစီကိုချက်ချင်းပဲပြန်တမ်းမောင်းနှင်သွားခဲ့ကြပါတယ်။ဒါပေမဲ့ Dark ရဲ့အဖေဟာတားဖြစ်သူပြန်လာတာကိုမြင်တဲ့အခါမှာစိတ်သက်သာရာရတဲ့အရေးအယောင်မျိုးလုံးဝမပြခဲ့ပါဘူးWoodstock is suck wintish. အဲ့ဒါထက် Dark ဘာကြောင့်အသက်ရှင်နေသေးလဲဆိုတာကိုပဲမေးခွန်းထုတ်ခဲ့ပါတယ်။ Dark ယူဆောင်လာတဲ့အမဲလိုက်စုလက်ကိုမြင်လိုက်ရတဲ့အခါမှာတော့အဖေဖြစ်သူဟာရှက်ဒေါသထွက်သွားပြီးသူ့နောက်ကအဆောင်တွေကို Dark ကိုချက်ချင်းတက်ပစ်ဖို့တွန်းဆုတ်မနေပဲအမိန့်ပေးခဲ့ပါတယ်။အဆောင်တွေဟာ Dark ရဲ့လက်ချက်နဲ့အသက်ခံလိုက်ရတာကိုမြင်ပြီးနောက်မှာတော့အဖေဖြစ်သူဟာသူ့ရဲ့ကိုပြောက်ဝတ်စုံကိုချက်ချင်းပဲစတင်သုံးပြုလိုက်ပါတယ်။သားရင်ကိုသူ့လက်ပလာနဲ့တက်ပစ်ဖို့ဆုံးဖြတ်ထားတာကြောင့် Dark ဟာခြေလန်းတလန်းချင်းနောက်ဆုတ်ခဲ့ရပြီးပြန်လည်ခုခံဖို့တောင်မနေစူးစမ်းနေရပါတယ်။အဲဒီနောက်အနီးနားမှာရှိတဲ့သူ့ရဲ့အာကာသယာဉ်ကိုလှမ်းမြင်လိုက်ရတဲ့အချိန်ကြာမှပဲသူ့အဖေကိုပြန်လည်တိုက်ခိုက်နိုင်မဲ့နီလန်းကိုချက်ချင်းစဉ်းစားမိသွားပါတယ်။သူဟာအာကာသယာဉ်ကိုစတင်နှိုးလိုက်ပြီးယာဉ်ကနေထွက်လာတဲ့တဲမုန်တိမ်တိုက်ကြီးကိုအသုံးချကကိုပြောက်နေတဲ့သူ့အဖေရဲ့ပုံရိပ်ကိုရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်အောင်ပြုလုပ်လိုက်ပါတော့တယ်။